ယောက်ျားလေးတွေဘက်ကနေပြီးတော့မှချစ်သူတက်တန်ဘဝမှာငွေကြေးပတ်စံစပြီးတော့ချီးလာပြီးဆိုရင်တော့မိန်းကလေးတွေနေတဲ့အထူးတတိထားရမယ့်အရာဖြစ်လာပြီဗျ။ဘာကြောင့်လဲဆိုတော့ကိုနဲ့သူနဲ့ကရေရှည်တက်ဆုံးတိုင်ဒီအိမ်အောင်တစ်ခုသွားမဲ့ချိန်မှာပတ်စံခဏခဏချီးလာတယ်ဆိုတဲ့ယောက်ျားလေးတွေကကိုယ်တကယ်ချစ်လို့မဟုတ်ဘူးဆိုတာကိုအထူးတတိထားပါကိုကတော့သူ့တနာလို့သူ့ကိုချစ်လို့ဆိုပြီးတော့အန်းနိုင်တော့လဲအန်းပေါ့တချို့ကတော့ကူညီချင်တဲ့စိတ်နဲ့ကူညီပေးတာဒါနားလေတယ်ဒါပေမဲ့အဲ့လိုမျိုးကြတော့ကိုယ်တက်ကျွန်တော်လာပြီးတော့ခြူစားတာလည်းဖြစ်ကောင်းဖြစ်နိုင်တယ်အဲ့တော့ကိုကပတ်စံတွေကူညီပေးလို့ तू ကကိုယ့်ပေါ်မှာတစ္ဆာရှိပြီးတော့ဘာမှမဖြစ်ဘူးအဲ့တော့ဒီမှာအမတယောက်က तू လာပြီးတော့ပြောပြထားတာကလေသူ့ရဲ့ချစ်သူကအဲ့လိုအခက်ခဲဖြစ်လို့ဆိုရင်ပတ်စံတွေချီးပေးတယ်ပေါ့နော်ချီးပေးတဲ့ပုံမှာမှကိုယ့်ပေါ်မှာတယောက်တည်းပေါ်မှာတစ္ဆာရှိပေးနေတယ်ဆိုရင်တော့ကိစ္စမရှိဘူးဒါပေမဲ့ तू ကနောက်ထပ်ကောင်မလေးတယောက်နဲ့ထပ်ပြီးတော့ဖောက်ပြန်တယ်ပေါ့နော်ဖောက်ပြန်တယ်ဆိုတော့ဒီအမကတော့ तू ကတော့ကောင်လေးကိုလမ်းခွဲလိုက်တယ်ဒါပေမဲ့သူ့ရဲ့ပတ်စံကိုလေးကို तू ကပြန်လိုချင်တယ်ပေါ့နော်အခုမှပြန်လိုချင်တယ်အဲ့တော့ပြန်လိုချင်တော့ပြန်တောင်းတော့ဟိုကတော့မပေးသေးဘူးဆိုတာမပေးတာလားလုံးလုံးမပေးနိုင်တော့တာလားပြန်မဆက်တာလားဒီလိုမျိုးတွေဖြစ်နိုင်တယ်အဲ့တော့ဖြစ်နိုင်တော့ချစ်သူတက်တန်ဘဝမှာကျွန်တော်တို့ငွေကြီးကိစ္စအနေနဲ့ပတ်စံတွေမချီးပေးတာတော့အကောင်းဆုံးပဲ line ပေါ်မှာလည်းတင်းတွေကဒီຢာတွေကအများကြီးရှိတာဖြစ်တဲ့အတွက်ကြောင့်ဒီအထူးတတိထားရမယ့်အရာဖြစ်တယ်ကိုကတော့ချစ်လို့ဆိုပြီးတော့ကူညီလိုက်တယ်ဆိုတဲ့အရာတွေပေါ်မှာတချို့တော့အရာတွေကသူတို့အပိုင်ပေးတယ်လို့ထင်ပြီးတော့မှပြန်မဆက်ချင်တဲ့စိတ်တွေနဲ့အများကြီးရှိတယ်တချို့တော့ဒီယောက်ျားလေးတွေတက်မိန်းကလေးတွေမှာဒီလိုမျိုးလာပြီးတော့ပတ်စံချီးရာကနေပြီးတဖြည်းဖြည်းခြူစားနေတဲ့သူတွေလည်းအများကြီးရှိပါတယ်ကျွန်တော်တို့ဒီထိုင်းနိုင်ငံမှာဆိုလဲအများစွာရှိပါတယ်ဗျာတနာအောင်ပြောတယ်စကလုံးလှလှလေးနဲ့ပြောတယ်ပြောမယ်ဆိုရင်တို့ကကျူအောင်ပြောတယ်ဗျာစကားပြောတဲ့နေရာမှာတော်တော် please ရဆင်နိုင်ပြီးပြောနိုင်ပြီးမိန်းကလေးတနာလာအောင်ကူညီချင်လာအောင်အဲ့လိုတွေပြောပြီးတော့မှခြူနေတဲ့သူတွေလည်းအများစွာရှိပါတယ်အဲ့တော့ကျွန်တော်တို့ဒီလိုမျိုးဖြစ်လာပြီးဆိုမိန်းကလေးတွေလည်းပြောကြမှာအပါနဲ့စဉ်းစားပါတွေးခေါ်ပါဆုံးဖြတ်ပါတိုင်ပင်ပါလေးလာပါ line ပေါ်မှာဖြစ်နေတဲ့အရာတွေပေါ်မှာလေအဲ့တော့ကိုယ်တကယ်ချစ်တယ်ဆိုတဲ့ယောက်ျားလေးတယောက်ကကိုယ့်အတွက်စဉ်းစားပေးမှာကိုယ့်စီကရလို့မှုနဲ့ဝင်လာတဲ့သူမျိုးဆိုရင်တော့လက်မခံပါနဲ့ဗျတော်တော်များများယောက်ျားလေးတွေတတိထားမှာပဲကျွန်တော်မိန်းကလေးဖြစ်တဲ့သူကကိုယ့်စီမှာအမြဲတမ်းပတ်စံတွေချီးနေတဲ့ပုံစံမျိုးတွေဖြစ်လာရင်ကျွန်တော်ယောက်ျားလေးတွေဘက်ကလည်းစဉ်းစားရမယ့်အရာတွေများစွာရှိလာပါတယ်ကိုယ့်ကိုတကယ်ရောချစ်ရလားကိုယ့်ကိုတကယ်ပတ်စံမတ်လို့လာတာလားကိုယ့်ကိုတက်အသုံးချဖို့အတွက်ရှင်းကပ်နေတာလားဆိုတော့ကျွန်တော်စဉ်းစားလေ့လာရတော့မှာဖြစ်ပါတယ်ကျွန်တော်တို့ငွေကြီးကိစ္စဆိုတာတခါတလေဆိုတာကိစ္စမရှိမှအမြဲတမ်းအကြောင်ထက်လာတာများလာလို့ရှိရင်တော့အဲ့ဒါဟာကိုယ့်ကိုအသုံးချနေတာမျိုးဖြစ်နိုင်တယ်အဲ့လိုမျိုးအသုံးချတာကကိုယ့်ကို तू အချိန်တန်ကိုတယောက်တည်းပဲတစ္ဆာရှိပြီးကိုယ့်ကိုပဲယူတယ်ဆိုရင်တော့ဒါကအကြောင်းပဲမဟုတ်ဘူးပြဿနာအကြီးမဟုတ်ပေမဲ့ကိုယ့်နောက်ွယ်မှာဖောက်ပြန်တာမျိုးတွေကြုံရပြီးဆိုရင်တော့ဒါကတော်တော်လေးကိုမှဒါကျွန်တော်တို့မကောင်းတဲ့အရာတစ်ခုဖြစ်တယ်နော်ဒါဟုတ်တယ်လို့တော့လဲကိုရီးယားနိုင်ငံကညီလေးတယောက်ဆိုလဲတူတူပဲသူ့ရဲ့ချစ်သူကမြန်မာပြည်မှာ तू ကကိုရီးယားမှာအများကြီးကူညီပေးတယ်ထောက်ပံ့ပေးတယ်ပြောမယ်စာတွေတင်ဖို့အတွက်တော့မှပတ်စံတွေအများကြီးပေးတယ်ဒါပေမဲ့လည်းကျွန်တော်တို့နောက်ကွယ်မှာဗျာဖောက်ပြန်တာမှနောက်ထပ်ဖောက်ပြန်တဲ့ကိစ္စကြီးကဂဒင်ပေါ်ရောက်တဲ့အထိတောင်ဖောက်ပြန်တဲ့အစီအထိတောင်ရောက်တယ်အဲ့ဒါပြောမယ်ဆိုရင်တော့ကျွန်တော်တို့ဒီချစ်သူတက်တန်ဘဝမှာဖြစ်နိုင်ရင်တော့ငွေကြီးကိစ္စတွေအများကြီးဘာမှသိမ့်မလုပ်ပေးတာအကောင်းဆုံးပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်ပြောချင်တာကတော့ဒီချစ်သူတက်တန်ဘဝမှာစီးတစ်ခုထားတယ်လို့ပဲငွေကြီးပိုင်းဆိုင်ရာမှာလည်းစီးတစ်ခုထားပြီးတော့မှကျွန်တော်တို့ကူညီတဲ့လောက်ပဲကူညီပါအဲ့တော့အမြဲတမ်းငွေကြီးကိုကပဲကူညီပေးနေရတယ်ဆိုရင်တော့အဲ့ဒါဟာသိကြတယ်ကိုယ့်ပေါ်မှာတို့အများကြီးပြောမယ်ဆိုရင်ပြောမယ်ကူညီပါများလာတဲ့အခါမှာတို့ကိုယ့်ကိုလေတိတ်ပြီးတော့အလေးမထားတော့တို့ဘာပဲပြောလို့ရတာပဲဆိုပြီးတော့မှနောက်ွယ်မှာဖြစ်ချင်တိုင်းဖြစ်နေတဲ့သူတွေများစွာရှိပါတယ်အဆဆရအားလုံးကျွန်တော်စဉ်းစားဆင်ခြင်ပါအဲ့တော့အချစ်ရေးမှာလည်းကံကောင်းတဲ့သူတွေဖြစ်ကြပါစေလို့ဆုတောင်းပေးပါတယ်ဗျ